ဒီကိုအားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့ဥဆောင်တော်မှာဆုတောင်းမေတ္တာပို့သရရပါတယ်။ဘာလို့လို့တဲ့ Premier League ရဲ့နောက်ဆုံးပွဲစဉ်တွေရောက်ရှိလို့လာခဲ့ပြီ။ပွဲစဉ်38ပွဲခံမဲ့ချက်တွေရွေးချယ်မှုတွေကျွန်တော်အကုန်လုံး10ဝဲလုံးလုပ်သွားမှာဖြစ်ပါတယ်။အဲ့တော့မာရာမန်နာထဲညီကိုကြိုက်တာရှိယူပါမကြိုက်တာရှိရင်ပယ်သွားပါရှောင်ပါပေါ့နော်။အဲ့တော့ဘာပဲပြောအချိန်ကြီးကုန်တာတော့မြင်ရတယ်ပေါ့နော်။ဒါပြီးရင်ကမ္ဘာဖလားလာမယ်။ကမ္ဘာဖလားမတိုင်ခင်တော့ကျွန်တော်တို့ဒီ Champions League Final ရှိတယ်။ Champions League Final ကလည်းပွဲကြီးပွဲကောင်းမယ် PSG နဲ့ Arsenal ဆိုတော့Premier League မှာ Champion Arsenal ဖြစ်သွားပြီ Champions League ဝင်ခွင့်တွေကတော့တေချာလောက်ဖြစ်ပြီးတော့ကျွန်တော်တို့ဥရောပဝင်ခွင့် Europa League တို့အဲ့နေရာလေးမှာတော့အရင်တေချာမှုမရှိသေးဘူးနောက်ပြီးတော့တန်းစင်းစုံမှာ West Ham တန်းစင်းမလား Tottenham Hotspur တန်းစင်းမလားဆိုတာကတောက်ဆုံးပွဲထိကျွန်တော်တို့ကြည့်ရအောင်ပဲအဲ့တော့ပထမဆုံးရွေးချယ်မှုကျွန်တော် Man City နဲ့စကြင်ပါတယ် Man City နဲ့ Villa နဲ့ Man City နဲ့ Villa နဲ့မှာ Man City ဒီ Guardiola ရဲ့နှုတ်ဆက်ပွဲ Guardiola မရှိတော့ဘူးနောက်ဆုံးပွဲဆိုရင်ဗျာဒါဘလူးပဲဖြစ်ဖြစ်ကျွန်တော်တို့တာမန်လေးပဲတွေးမယ်လို့ကျွန်တော်တို့စဉ်းစားရတယ်ယူရိုလေးပဲတွေးမယ် Guardiola ကိုအိမ်ကိုမှကဲမယ်နှုတ်ဆက်မယ်အဲ့တော့နိုင်အောင်ကဲမယ်ပေါ့နော်ဒါကရိုးရှင်းတွေးရနေဗီလာသည်လက်ရှိပူပူတွေယူရိုပါလိချန်ပီယံဆုကိုရထားတယ်ဦးနိုင်အမ်ရီယာသူ့ရဲ့ဒါနီးပြဘဝမှာ9ချိန်မြောက်ရခဲ့တာဆိုအရန်ကိုဒါအန်ဩစရာလည်းကောင်းတယ်ပေါ့နော်အဲ့တော့ဂွာဒီယိုလာရဲ့ Man City နှုတ်ဆက်ပွဲကတော့ခက်ခက်နားနားနဲ့ဂိုးတွေမြင်ရမယ့်ပွဲလို့တော့ကျွန်တော်တို့အကြမ်းမြင်ပြောလို့ရတယ်ကျွန်တော်တော့ပူဝင်လင်းပြောတာပါတချို့ဟာတွေဆိုရင်တာမန်မဲတွေးရချို့ဟာတွေကိုယ်ကောက်ပြီးတွေးတယ်အဝေးရောက်သွားတတ်တယ်ပေါ့နော်အဲ့တော့ရိုးရိုးရှင်းရှင်းလေးနဲ့တွေးဆိုရင်ဒီဘက်ကဂိုးတွေများမယ် 4-2 တို့Man City နိုင်သွားမယ့်ပွဲပေါ့နော်အဲ့လိုမျိုးပဲထင်တယ်ကျွန်တော်တော့ဂိုးတွေများမယ့်ပွဲလို့ကျွန်တော်ပြောချင်ပါတယ်နောက်တစ်ခါ Crystal Palace နဲ့ Arsenal Crystal Palace နဲ့ Arsenal Crystal Palace က Conference League ကန်ရမယ်4ရက်ပဲချတယ်ဒီပွဲပြီးအဲ့တော့ Palace ကConference League ကိုပြင်ဆင်နေမှာပဲအဲ့တော့ဘလူးကမ်လဲပေါ့နော် Arsenal ကလည်း Champion ဖြစ်နေပြီဆိုတော့ကျွန်တော်တို့လူတွေကိုဒဏ်ရာရခံမှာမဟုတ်ဘူး Champions Premier League Champion ဖြစ်နေပြီဆိုတော့အဲ့တော့ Champions League တွက်ရှိတယ်ကျွန်တော်ပြောနည်းနည်းစကားလေးထပ်သွားရပေါ့နော်အဲ့တော့ Champions League အာယုံဆိုင်နေမဲ့အသင်းနဲ့ Conference League Final အတွက်အာယုံဆိုင်နေမဲ့အသင်းနှစ်သင်းတွေ့တာဆိုတော့ဒီပွဲကိုကျွန်တော်တို့ရိုးရှင်းမယ်ဒီပွဲနှစ်သင်းလုံးထိန်းခဲ့မယ်ဂိုးက3ဂိုးလောက်မရောက်ဘူးလို့ထင်တယ်အလွန်ဆုံးရောက်လဲ3ဂိုးဆိုတော့3+40-50မှာကျွန်တော်ဂိုးအောက်ကိုပဲကျွန်တော်ရွေးချင်ပါတယ်ဂိုးတွေမြင်ရမယ်လို့မထင်ထိန်းကန်သွားမယ်လို့ထင်တယ်ပေါ့နော်အရန်အများစုလည်းနှစ်သင်းလုံးတွေ့ရမယ်အရန်တွေဂိုးသွင်းသွားနိုင်ကြတော့ရှိတာပေါ့လေဒါပေမဲ့ကျွန်တော်ကတော့ဒီပွဲမှာဂိုးတွေနည်းမယ်လို့ကျွန်တော်ထင်ပါတယ်နောက်ထပ်ပွဲက Brighton နဲ့ United နဲ့ Brighton နဲ့ United မှာ United အတွက်အဓိကကျွန်တော်တို့အမြဲတမ်းကြည့်နေတဲ့အကြောင်းအရာတစ်ခုပဲရှိရ United ဒီBruno assist ရမရဒါကိုကျွန်တော်တို့အမြဲကြည့်တယ် Bruno assist တစ်လုံးရရင် Premier League မှာစံချိန်တင်အားလုံးထက်သာသွားပြီHenry တို့ De Bruyne တို့ထက်တာသွားပြီအခုဆို level ဖြစ်နေတာပေါ့အဲ့တပွဲကအဆုံးဖြတ်ပဲဥရောပမှာအများဆုံးရထားတဲ့ Messi တို့ Muller တို့ရဲ့စံချိန်ကိုလည်းတစ်လုံးပဲလူတာဆိုတော့ရသွားနိုင်တယ်လို့ထင်တယ်အဲ့အတွက်လည်း United ကစားသမားတွေကအများကြီးစူးစမ်းနေတာကျွန်တော်တို့အရန်သိတာတယ်ပေါ့နော် Brighton က 1+80 တဲ့အဲ့ဒါကြီးကတော့တော်တော်လေးကျန်တယ် Brighton ကဒီပွဲနိုင်ရင်တို့ဥရောပဝင်ခွင့်ကတေချာတော့ရှားမဲ့နေထားဆိုတော့မှားလို့မရဘူးအဲ့ United ကဘယ်လိုကံမလဲကစားသမားတွေဘယ်လိုကံကျွန်တော်တို့ဒီပွဲမှာ Bruno အစ်စ်ရအောင်လဲကြိုးစားပြီးတော့ကံမဲ့ဆိုတော့ United ဂိုးရမယ်လို့ထင်တယ်အဲ့ဒီအတွက်လည်း United ဂိုးရမယ်လို့တေချာဖို့အတွက်ကျွန်တော် Brighton လည်းဂိုးရမှာပဲကျွန်တော်တို့ဒီဘက်မှာဂိုးတွေများမယ်4ဂိုးလောက်ရောက်သွားမယ်လို့ကျွန်တော်ထင်ပါတယ်3-40ကိုကျွန်တော်ဒီဘက်ကိုဂိုးများမယ်ဘောလို့ကျွန်တော်ရွေးချယ်တယ်ပေါ့နော်နောက်တော့ဘက်က Tottenham Hotspur နဲ့ Tottenham Hotspur နဲ့ Everton ဒီ Tottenham ဒီ 1+90 Tottenham ตีရရင်ကြံပြီရှုံးလို့တော့မရဘူးအနိုင်နဲ့တည်ရဆိုရင် Premier League မှာတင်ကြံပြီ Everton ကလည်းအရင်ညံ့နေတဲ့အသင်းတော့ဒါပေမဲ့နောက်ဆုံး9ပွဲလောက်မှာတပွဲလောက်ပဲနိုင်ထားတယ် Everton ရဲ့ reset တွေကတော့အောက်နေတယ်အင်ကွင်းမှာ Tottenham Hotspur ဒီဘလို့ပဲဖြစ်ဖြစ်နိုင်အောင်ကံမှုကြိုးစားမဲ့ပွဲကျွန်တော်တို့တကယ်သူတို့လူမစုံတော့တော့မှဒီကိုလိုအသင်းတော်နိုင်အောင်တော့ကြိုးစားပြီးတော့ရုန်းကန်ပြီးတော့တကယ်ကန်ခဲ့သေးရပြီဆိုတော့တီတမတ်တော့မခက်ဘူးထင်တယ်ကျွန်တော်တို့ဒီဘက်မှာတီတမတ်အနည်းဆုံးပေါ့နော် Tottenham တီတမတ်ရမယ်ထင်တယ်ဒါပေမဲ့ပွဲရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်ဘယ်လိုပြောမလဲဒီဘက်အရင်တော့မမှန်ဘူးဗျာကျွန်တော်တော့ဘယ်လိုပြောတီလောက်ပဲကျွန်တော်မှန်းထားတယ်ပေါ့နော်အဲ့တော့ဒီပွဲကိုကျွန်တော်တော့တီလောက်ကြမယ်လို့ထင်တယ်တီနဲ့ Tottenham Hotspur ကြံခဲ့ပြီးတော့ဒါ Premier League မှာတင်တယ်မှထင်တယ် West Ham နဲ့ Leeds United ဘာကြောင့်လဲဆိုတော့ West Ham ရဲ့ဂိုးတွေကဘယ်လိုပဲဖြစ်ဖြစ် Tottenham မမီတော့ West Ham နိုင်ရင် Tottenham တီကြအမှတ်တူမယ် Tottenham ပဲကြံခဲ့မယ်ဆိုတော့ West Ham ဒီဘက်မှာအိမ်ကုန်းမှာ Leeds ကိုနိုင်အောင်ကြိုးစားကန်ပါပဲဒါပေမဲ့ Leeds ကအဲ့လောက်ကြီးလွယ်တဲ့အသင်းတော့မဟုတ်ဘူးအဲ့တော့Leeds ကိုနောက်ပိုင်းပွဲစဉ်တွေမှာ Leeds ကအပြန်အလှန်သွင်းဂိုးတွေသူတို့လည်းဂိုးရအောင်သွင်းထက်တဲ့အသင်းဆိုတာကျွန်တော်တို့နောက်ဆုံးပွဲစဉ်မှာတော့ Brighton ကိုကျွန်တော်တို့96မိနစ်မှာ Kevin Lee ကိုသွင်းသွားရဲဆိုတော့ Leeds ကအဲ့လိုမျိုးလေးတွေတော့ရှိတယ်ဗျ Leeds ကကစားဖို့အရန်ကောင်းတော့ဂိုးရဖို့အရန်မခက်ဘူးခံစစ်ကလည်းအကောင်းလားဆိုလည်းမကောင်းဒါမကောင်းလားဆိုလည်းကောင်းနေအဲ့လိုမျိုးဖြစ်နေတာဗျာ West Ham အိမ်ကိုမှနိုင်အောင်ကံပဲအားလုံးကတော့ဒါတွေးမှာပဲကျွန်တော်တို့ဒီဘက်မှာအဲ့လိုမျိုးWest Ham နိုင်ကောင်းနိုင်နေမယ်အရန်လွယ်ကူဝီးတော့မဟုတ်ထင်တယ်ဗျာအဲ့တော့ကျွန်တော်တို့ဒီဘက်မှာဂိုးတွေမြင်ရမယ်ပွဲလို့ကျွန်တော်ထင်တယ်3ဂိုးလောက်အနည်းဆုံးသွားမယ်ထင်ပါတယ်ကျွန်တော်ဒီဘက်မှာပြန်တန်သွင်းဂိုးတွေတွေ့ရမယ်ထင်ပါတယ်နောက်တစ်ဝဲက Liverpool နဲ့
Brentford လီဗာပူးဒီ Brentford ကိုနိုင်ပြီးတော့ Villa ဒီ Man City ကိုရှုံးရင်ကျွန်တော်တို့အဆင့်6နေရာအသင်းက Champions League ဝင်ခွင့်ရဖို့တေချာသွားပြီဆိုတော့ကျွန်တော်တို့ Premier League ကဒါလေးကိုတော့ငဲ့ညာပြီးတော့တချို့ဟာလေးတွေပေါ့နော်အသင်းတွေချင်းချင်းဒါနားလည်မှုပဲဗျာတခါကြရင်လုံပွဲလို့ကျွန်တော်ပြောတာမဟုတ်ဘူးနားလည်မှုပေါ့ရှိနဲ့သတင်းဆွဲခေါ်သွားတော့လေအသင်းပူပါလာတာပေါ့အဲ့လိုမျိုးဖြစ်မဖြစ်ကတော့ဒါသူတို့ပေါ်ပဲမူတည်ရကျွန်တော်လီဗာပူးရဲ့နောက်ဆုံးအိမ်ခွေးပွဲနောက်ပြီးတော့အာနီစလော့လည်းလက်တလုံးမှာဖိအားတွေများနေတယ်နောက်ရာသီမှာကင်မကင်လည်းမသေးချောက်ကစားသမားတွေနောက်ပြီးဆာလာရဲ့နှုတ်ဆက်ပွဲအများကြီးပေါ့အဖက်ဖက်ကကြည့်လိုက်အန်ဖီမှာလီဗာပူးဒီပွဲကိုသေချာပေါက်နိုင်မယ်လို့ကျွန်တော်မှန်းပါတယ်Brentfordကတော့ဥရောပဝင်ခွင့်တော့ကြိုးစားနေပြီမလွယ်တော့ဘူးအဲ့တော့ကျွန်တော်ကတော့ဒီပွဲမှာလီဗာပူးအနိုင်သေချာတဲ့ဘက်မှာကျွန်တော်ရှိပါတယ်လီဗာပူးနှုတ်ဆက်ပွဲအန်ဖီဆိုတာအသင်းတိုင်းကြောက်ရတဲ့အနေအထားမှာရှိပါတယ်တကယ်ကန်အဲ့တော့ကျွန်တော်လီဗာပူးကိုတော်တော်ကြိုက်ပါတယ်နောက်တစ်ပွဲဆန်ဒါလန်ချက်စီဒီပွဲကချက်စီဒီဆန်ဒါလန်ကိုနိုင်ဥရောပဝင်ခွင့်တင်နေရမယ်ဆန်နာလန်နေလဲချက်စီကိုနိုင်ဥရောပဝင်ခွင့်တနေရမယ်ဆိုတော့ဒီပွဲကတကယ်ဘိုလူပွဲပဲကျွန်တော်ချက်စီ level 80အဝေးကမှလာပေးထားတယ်ဒီအနေထားရကျွန်တော်ချက်စီပဲရွေးရမှာချက်စီရဲ့ကစားသမားတွေနောက်ရာသီမှာအလွန်ဆိုရောက်လာပြီဥရောပဝင်ခွင့်တနေရလေးယူရိုပါလိပဲဖြစ်ဖြစ်ဝင်ဖို့ရှိရပေါ့နော်မဟုတ်ရင် conference ဝင်မယ်ယူရိုပါလိဝင်နိုင်တဲ့အခြေအနေကလည်းသူနိုင်အောင်ကန်ထားမှရမှာကိုယ့်လုပ်ကိုလှုပ်ထားမှရမှာ Brighton ကို United ကသေလောက်ကန်ပေးရင် Chelsea ကယူရိုပါလိဝင်ပြီဆိုတော့United ပေါ်လည်းမူတည်ရပေါ့နော်အဲ့တော့ကျွန်တော်ကတော့ Chelsea အနိုင်ကန်ထားမယ်လို့ထင်တယ် Chelsea တကယ်ကန်ရင်တကယ်တေကန်နိုင်မယ်တကယ်ကန်ရင်လည်း Sunderland ထက်တော့သာပါတယ် Serie A Live က Sunderland ကိုကျွန်တော်အထင်သေးတာမဟုတ်အရန်ကောင်းတဲ့အသင်းမှာအသင်းကြီးတွေကဒီဟာဒီဒုက္ခပေးထားတဲ့အသင်းအိမ်ကွင်းမှာဘယ်အသင်းမှမလွယ်ဘူးပေါ့နော် Stadium of Life မှာဒါပေမဲ့ကျွန်တော် Chelsea ပဲကျွန်တော်ရွေးပါတယ်နောက်တစ်ပွဲက Nottingham Forest နဲ့ Bournemouth နဲ့ဒီပွဲကကျွန်တော်တို့ Nottingham Forest နဲ့ Bournemouth နဲ့မှာ Bournemouth 18ပွဲသားရဲ့ show ပွဲမရှိဘူး Nottingham Forest ကအိမ်ကွင်းကောင်းတယ်အဲ့ဘလူးပဲပြောဒီပွဲကအဲ့လိုမျိုးဘယ်လိုပြောမလဲ Nottingham Forest အိမ်ကွင်းမှာတော့ကျွန်တော် Nottingham Forest ဒီပွဲရှုံးမယ်လို့ကျွန်တော်လုံးဝမထင်ဘူးဘုံဘောကလည်းပဲ85ပြီးရဒါပေမဲ့ကျွန်တော်တယောက်တည်းအမြင်ရဆိုတော့ကျွန်တော် Nottingham Forest ပဲကြိုက်တယ် Nottingham Forest အိမ်ကွင်းမှာတည်ဘာလို့မရမှာပဲပေါ့ဒါတော့အိမ်ကွင်းညံ့နေရလဲမဟုတ်ဘူး Case Wise ဆို Elliot Ederson တို့ဒါ Case Wise ဆိုရင်အင်္ဂလန်လေဦးစင်မှာမယူသွားဘူးမယူသွားရတော့ပို့ပြီးတော့စူးစမ်းကြံပြအောင်မယ်အဲ့လိုမျိုးလေးတော့ကျွန်တော်တော့မြင်တယ်ကျွန်တော်တော့ Nottingham Forest ပဲကျွန်တော်ရွေးပါတယ် Fulham နဲ့ Newcastle နဲ့ Newcastle ကတော့ရှင်းတယ်ဗျ Newcastle က Fulham ဘာမျောနေချက်မှမရှိဘူးဒီဘက်သိရပဲ1-1လို့ပါတော့အဲ့လိုမျိုးပဲသွားမယ်ဂိုးပေါင်း3လုံးတည်တော့ဂိုးများမယ်မထင်ဘူးအလုံး3ယောက်3လုံးပဲကျွန်တော်ဂိုးအောက်ပဲကြိုက်တယ်နောက်ဆုံးတစ်ပွဲက Burnley နဲ့ Wolverhampton တန်းစင်သွားတဲ့နှစ်သင်းအောက်ဆုံးက Burnley ရဲ့အိမ်ကွင်းအဲ့တော့ Burnley အိမ်ကွင်းမှာတော့ကောင်းတယ် Wolverhampton နဲ့ပရိသတ်ကိုဖျော်ဖြေမှုပေးမယ်အိမ်ကွင်းမှာနောက်ဆုံးကန်ရတဲ့ပွဲနောက်နေရာဒီပြေအောင်မှလည်းမသိကြအောင်နောက်ဘရော့ပြေအောင်မှလည်းမသိကြတဲ့ပွဲမှာတော့ကျွန်တော်ဒီပွဲမှာWolf ကပရိသတ်တွေကိုလည်း Wolf ကဖျော်ဖြေမှုပေးမယ်နှစ်သင်းလောက်တာဂိုးတွေပြန်လည်သွင်းနိုင်မယ်အနည်းဆုံး3ဂိုးရှောင်းမဲ့ပွဲလို့ကျွန်တော်ခံမှန်းပါတယ်အဲ့တော့ဒါကတော့ကျွန်တော် Premier League ရွေးထားတဲ့ပွဲစဉ်10ပွဲဖြစ်ပါတယ်အဲ့တော့ကြိုက်တဲ့ပွဲရှိရင်ယူပါညီကိုတို့ကြီးအဲ့တော့ကျွန်တော်စနေနေ့မှာရွေးခဲ့တဲ့ပွဲတွေကိုအစအဆုံးပြန်ပြောပြပါမယ် Man City နဲ့ Villa မှာကျွန်တော်9ပေါ်ရွေးပါတယ် Crystal Palace နဲ့ Arsenal ကို9ပေါ်ရွေးပါတယ်နောက်ပြီးတော့ Brighton နဲ့ United ကို9ပေါ်ရွေးပါတယ် Tottenham Hotspur နဲ့ Everton ကိုကျွန်တော်တည်ကြမယ်လို့ကျွန်တော်ရွေးထားရပေါ့နော်အဲ့တော့ကျွန်တော် Everton ပေါ့နော်အဲ့တော့အဲ့ပွဲမကြိုက်ရင်ရှောင်းပါအရင်ထိန်းချဖြစ်တယ်ဗျကျွန်တော်တော့အရင်မကြိုက်ဘူးအဲ့ပွဲကို West Ham နဲ့ Leeds ကိုကျွန်တော်ဂိုးတွေများမယ် Liverpool Frankfurt Liverpool နောက်ပြီး Sunderland နဲ့ Chelsea ကို Chelsea Nottingham Forest နဲ့ Bournemouth ကိုကျွန်တော် Nottingham Forest ကြိုက်ပါတယ် Fulham နဲ့ Newcastle ကိုကျွန်တော်ဂိုးတွေနည်းမယ်နောက်ပြီး Burnley နဲ့ Wolves ကိုတော့ဂိုးများမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့အားလုံးပဲကံကောင်းပါသေးနိုင်ကြပါသေးဒီကိုကြိုက်တာလေးရှင်ဒါကျွန်တော်တို့ဒါဒီကိုကြိုက်တာလေးတွဲလို့ရရပါတော့အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ